တချို့လူတွေကလူတစ်ဖက်သားကိုကြည့်တဲ့အခါသူတို့ရဲ့မျက်လုံးတွေကသူတို့ရဲ့အတွေးတွေကပြစ်တင်ကဲ့ရဲ့ဝေဖန်ဖို့လောက်ပဲကြည့်ကြတာဘာချုပ်ရင်းချက်ရှိနေသလဲဆိုတာပဲကြည့်ကြတာတင်းရဲ့အာသာချက်တွေကိုကြည့်မှာမဟုတ်ဘူးအားနည်းချက်တွေကိုပဲသူတို့စိတ်ဝင်စားတာအဲ့ဒီလူတွေကတခြားလူကိုအပြစ်တင်လို့လည်းရတယ်ကဲ့ရဲ့လို့လည်းရပါတယ်ဝေဖန်လို့လည်းရပါတယ်တိုက်ခိုက်လို့လည်းရပါတယ်စောင်းပြီးတော့မှမကြားတကြားလေးပြောလို့လည်းရပါတယ်ဒါပေမဲ့စိတ်ပူစရာကောင်းတာတစ်ခုကအဲ့ဒီကံတွေကိုယ့်စီကိုပြန်လာတဲ့အခါကျရင်ခံနိုင်ရင်ရှိပါမလားစဉ်းစားပါကြားလိုက်လို့သာလွတ်အောင်ပြေးနိုင်လိမ့်မယ်နော်ဝတ်လိုက်ရင်တော့လွတ်အောင်ပြေးနိုင်တဲ့လူဆိုတာကဘာမှမရှိသေးဘူး